ကမ္ဘာလူကြီး8ဘီလီယံလောက်ရှိတဲ့အထဲမှာ Android သုံးနေတဲ့သူတွေက4ဘီလီယံကျော်လောက်ရှိတယ်။အဲ့တော့ကိုဗီနာလူတွေကိုကြည့်လိုက်မယ်ဆိုရင်လူ10ယောက်လောက်မှာ6ယောက်9ယောက်လောက်က Android တမျိုးမျိုးသုံးနေကြရပဲ။ဒါမဲ့ဒီလိုမျိုးကမ္ဘာလူသုံးများသော OS ဖြစ်တဲ့ Android ကိုဖုန်းတွေအတွက်ရည်ရွယ်ပြီးဖန်တီးခဲ့တာမဟုတ်ဘူးဆိုရင်ယုံပါလား။အကယ်၍များလွန်ခဲ့တဲ့နှစ်20လောက်ကဒီ Android ကိုဖန်တီးခဲ့တဲ့သူရဲ့အစီအစဉ်နေတာတကယ်ဖြစ်လာခဲ့ Riot လက်ထဲမှာရှိနေတဲ့ Android ဖုန်းတွေကိုမြင်ရတော့မှာမဟုတ်ဘူး။ Android camera ဆိုပြီးတော့ကင်မရာကြီးတွေကင်ပြီးတော့ပုံတွေလိုက်ရရင်ရိုက်အဲ့လိုမှမဟုတ်ရင် Android ဆိုတဲ့ OS ကြီးကပျောက်ကွယ်သွားမှာအဲ့တော့ဒီလိုမျိုး digital camera တွေအတွက်ရည်ရွယ်ပြီးတော့မှဖန်တီးခဲ့တဲ့ OS အသေးစားလေးကနေကမ္ဘာလူသုံးများသော OS အဖြစ်ဘယ်လိုမျိုးပြောင်းလဲခဲ့လဲဆိုတာကိုအသေးစိတ်ရှင်းပြပေးမယ်။ဇလန်းစာကိုပြန်ပြောရရင်2003ခုနှစ်အောက်တိုဘာလစပြောရမယ်။အမေရိကန်ပြည်အောင်စုကယ်လီဖိုးနီးယားပြည်နယ် Palo Alto ဆိုတဲ့မြို့မှာလူ၄ယောက်စပြီးတော့မှတီထောင်ထားတဲ့ company အသေးစားလေးတစ်ခုပေါ်လာတယ်။သူတို့ရဲ့နာမည်က Andy Ruby, Rich Miner, Nick Zia နဲ့ Chris White ။ company နာမည်က Android Inc. ဒီအဖွဲ့ရဲ့ခေါင်းဆောင်က Andy Ruby ။သူကလည်းအရင်ကတည်းကDanka Inc. ဆိုတဲ့ company မှာဒီ mobile ဒီ Sidekick ဆိုတဲ့ဖုန်းတွေကိုလုပ်ဖူးပြီးသား။အဲ့တော့ဒီ Android Inc. ကိုစပြီးတီထောင်ရတဲ့ပြင်မှတ်ကဖုန်းတွေအတွက်မဟုတ် Smart Digital Camera တွေအတွက်အဲ့တော့ပုံတွေကိုရိုက်မယ်ဆိုရင်ရိုက်ပြီးသွားပြီဆိုတာနဲ့အင်တာနက်ကိုတန်းပြီးတင်လို့မရအောင်ကွန်ပျူတာနဲ့ကျုံးတွေကိုချိတ်ပြီးသွားရင်ပုံတွေကိုကူးထည့်အဲ့ဒါပြီးပြီဆိုမှအင်တာနက်ပေါ်မှာတင်ရတာအန်ဒီရဲ့အဓိက idea ဘာလဲဆိုတော့ကင်မရာထဲမှာ Android OS ကြီးတွေထည့်ပြီးရင်ကင်မရာတွေကနေတစ်ဆင့်အင်တာနက်ကိုလှမ်းပြီးတော့ချိတ်အဲ့ဒါပြီးသွားရင် Android Data Center Cloud ပေါ်မှာတခါတည်းဓာတ်ရိုက်လှမ်းပြီးပို့လို့ရတာမျိုးလုပ်ချင်တာအဲ့တော့ဒီ plan ကို2004ခုနှစ် April လမှာသူတို့ကရင်းနှီးမြှုပ်နှံတဲ့ investor တွေကိုသူတို့ရဲ့စီးပွားရေး plan ကြီးတွေချပြလိုက်ရောအဲ့ဒီချိန်တုန်းက digital camera တွေကတဖြည်းဖြည်းနဲ့အကြဘက်ကိုရောက်နေတဲ့အချိန်ဖုန်းကီးဘက်ဒီမှာလည်း camera တွေကပါလာပြီအဲ့တော့ပုံရိုက်ဖို့တည်တတ်တဲ့တော်တော်များများ camera တွေကိုသိမ့်မဝဲကြတော့ဈေးကွက်လည်းမကောင်းတော့ investor တွေကဒီ plan ကိုသိမ့်မကြိုက်ကြဒါနဲ့အန်ဒီတို့ကလည်းဒီလိုအပ်တဲ့ရင်းနှီးမြှုပ်နှံမှုတနည်းပြောရရင်မွေတွေမရကြတော့ဒီလိုနဲ့9လလောက်ကြာသွားတော့ Android Inc. မှာပတ်စံလုံးဝပြတ်သွားပြီးတော့ရုံးခန်းကားတော့မှမရှိတော့ဒီနေရာမှာကန်ကောင်းနေပဲပြောရမလားအပေါင်းသေးကောင်းနေပဲပြောရမလား Andy Ruby ရဲ့တငယ်ချင်းတယောက်ဖြစ်တဲ့ Steve Herman ဆိုတဲ့သူကဘဏ်ကိုသွားပြီးတော့ဒေါ်လာ1000 cash ထုတ်စာရီထဲထည့်ပြီးတော့မှ Andy Ruby စီကိုပေးခဲ့တာအဲ့ဒီဒေါ်လာ1000ကဒီ Android ဆိုတဲ့နာမည်လေးတမိုင်းမှာပြတ်မသွားကဲတင်ခဲ့တာဒီမှာနေမဲ့ Andy Ruby တို့အဖွဲ့ကသဘောပေါက်သွားတယ်ကင်မရာဈေးကွက်ကတည်နေပြီငါတို့ OS ကိုကင်မရာမှာသုံးမဲ့အစားဖုန်းတွေမှာသုံးမယ်ဆိုရင်ရောဆိုပြီးတော့ချက်ချင်းပဲ plan ကိုပြောင်းပြလိုက်တာဒီလိုမျိုးအခြေအနေလမ်းကြောင်းကိုပြောင်းလိုက်တာကိုစီးပွားရေးလောကမှာ favor float တယ်လို့ခေါ်တယ်အဲ့တော့စဉ်းစားကြည့်2004ခုနှစ်ဖုန်းဈေးကွက်ဆိုတာတာမန်တော့မဟုတ်အဲ့တော့ဖုန်းလောကမှာ Nokia ရဲ့ Symbian နဲ့ Microsoft ရဲ့ Windows Mobile လိုမျိုးအကောင့်ကြီးကြီးတွေကလော်ဝက်ကြီးအုပ်ထားတဲ့ခေတ်အဲ့တော့အဲ့ဒီချိန်မှာAndroid ဖုန်းကသူတို့နဲ့ရှင်မှုဆိုတာဘလို့မှမဖြစ်နိုင်ဘူးလို့ထင်ရတာဒါမဲ့လေ Android ရဲ့မဟာဗျူဟာရိုးရှင်းတယ်ငါတို့ကဖုန်းကိုယ်တွေကိုထုတ်မှာမဟုတ်ဘူးဖုန်းတွေမှာအခမဲ့သုံးလို့ရမယ် operating system OS ကိုပဲထုတ်မယ်ဆိုတဲ့ view ဟာအဲ့လိုနဲ့2005ခုနှစ်ဇန်နဝါရီလလောက်မှာ Android ကို Google ကမျက်စိကျလာတာအဲ့ချိန်တုန်းက Google ဆိုတာ internet ပေါ်မှာ search engine တွေနဲ့ဘယ်သူမှလိုက်မမီနိုင်တဲ့ဆရာကြီးဖြစ်နေဒါမဲ့ Google ရဲ့ founder တွေဖြစ်တဲ့ Larry Page နဲ့ Sergey Brin တို့ကအမြင်ကြီးရပဲပြောရမလားအဲ့ခင်တော့အင်တာနက်ကိုကွန်ပျူတာနဲ့သုံးကြရတယ်ဆိုပေမဲ့နောင်လာမယ့်အနာဂတ်မှာဒီကွန်ပျူတာတွေအစားကိုဖုန်းတွေကနေပဲအင်တာနက်ကိုအဓိကသုံးကြမယ်ဆိုပြီးတော့ကြိုမြင်ကြတာအဲ့တော့2005ခုနှစ်ဇူလိုင်လလောက်မှာ Android Inc. ကိုဒေါ်လာ50ပေးပြီးတော့မှဝယ်လိုက်တယ်အဲ့လိုဝယ်လိုက်တော့ဒီ tech လောကမှာရှိတဲ့အားတွေအကုန်လုံးကအံ့ဩသွားကြတာဘာလို့ဒီ Google လိုမျိုး search engine company က Android Inc. လိုမျိုး company တေးသေးလေးကိုဘာလို့ဖို့ဝယ်လိုက်တာလဲဘာညာနဲ့ဆိုပြီးတော့မှဝေဖန်တန်တွေထွက်လာဒါမဲ့အဲ့လိုမျိုးဝေဖန်တန်နေတာအပြင်မှာထွက်နေတာ Google ရဲ့ရုံးချုပ်မှာ Andy Ruby တို့အဖွဲ့ဟာလှုပ်ဝက် project တကူစပြီးတော့လုပ်နေပြီအဲ့ project ရဲ့ခုတ်နေရ Suna အဲ့တော့ Suna ဆိုတဲ့ဖုန်းရဲ့ပုံစံက BlackBerry လို့ QWERTY keyboard လို့ခေါ်တဲ့ဖုန်းကလုတ်တွေအများကြီးပါတဲ့ပုံစံနဲ့ဖန်တီးထားတာအဲ့လိုပုံစံဒီဇိုင်းနဲ့ဈေးကွက်ထဲကိုထိုးဖောက်မှုအတွက်ကိုပြင်ဆင်ထားကြတာဒါမဲ့သူတို့အနေနဲ့ဒီဖုန်းတွေကိုမထုတ်ခင်2009ခုနှစ်မှာတကမ္ဘာလုံးကဖုန်းဈေးကွက်ကိုပြောင်းပြန်လှန်ပစ်ခဲ့တဲ့ဖြစ်ရတစ်ခုဖြစ်သွားခဲ့တာ2009ခုနှစ်ဇန်နဝါရီလ9ရက်အဲ့နေ့မှာ Apple ရဲ့ CEO Steve Jobs ကိုယ်တိုင် Melbourne မှာလုပ်တဲ့ပွဲမှာသူတို့ရဲ့ပထမဆုံး iPhone ချပြလာတယ်ခလုံးမပါတော့ဘဲနဲ့ screen အပြည့်နဲ့ touch screen နဲ့ဖုန်းပေါ့အဲ့နေ့က Andy Ruby က Las Vegas မှာလုပ်တဲ့ CES ပွဲကိုသွားဖို့အတွက်ကားစီးနေတာ
ကားပေါ်မှာ webcast ကနေတဆင့် Steve Jobs လုပ်တဲ့ presentation ကိုကြည့်နေနေသူကလုံးဝအံ့ဩမှင်သက်သွားတာကားသမားကိုသူလှမ်းပြီးပြောလိုက်တဲ့စကားတော့အခုချိန်ဒီ tech blogger မှာနာမည်ကြီးပဲ Holy crap I guess we not going to shut the phone ဒုက္ခပဲငါတို့လှုပ်ထားတဲ့ဖုန်းတွေဈေးကွက်တွေကိုတင်လို့မရတော့ဘူးထင်တယ်အဲ့တော့ Andy Rubin ရဲ့လှုပ်ဝက်လုပ်နေတဲ့ဒီ cloud တွေနဲ့ Sonar ဖုန်းကြီးကအခုလက်ရှိအသက်ထွက်ထားတဲ့ iPhone နဲ့ရှင်လိုက်တဲ့အခါမှာလုံးဝခက်နောက်ကြံခဲ့တဲ့ဖုန်းဖြစ်နေချင်းညချင်းကိုချက်ချင်းပြောင်းသွားကိုကေကလည်းစုံပြချက်ကိုခက်မြင်မြန်နဲ့ချလိုက်တယ်အဲ့တော့ဒီ Sonar project ကိုချက်ချင်းဖြတ်သိမ်းပြီးတော့ Tesla Grab ကိုအသားပေးမယ် Dream project အသစ်ကိုအစအနေချက်ချင်းပြန်စားပေါ့ဒီလိုမျိုးကိုစူးစမ်းပန်းစားနဲ့အစအနေပြန်လုံရင်းနဲ့2008ခုနှစ်စက်တင်ဘာ23ရက်နေ့မှာကမ္ဘာပထမဆုံး Android ဖုန်းဖြစ်တဲ့ HTC Dream T-Mobile G1 လို့လည်းခေါ်လို့ရတယ်အဲ့ဒီဖုန်းကိုတရားဝင်မိတ်ဆက်ခဲ့တာအဲ့ဖုန်းမှာဆိုရင် touch screen ရောပြီးရင် slide လုပ်လိုက်တဲ့အခါမှာထွက်လာမဲ့ keyboard ရောနှစ်မျိုးလုံးပါတယ်ဒါပေမဲ့ Google ရဲ့လှုပ်ဝက်လက်နက်ကကြတော့ဒီဖုန်းဒီဇိုင်းပုံသူတို့ရဲ့ strategy ပဲ Google က Apple လိုမျိုးကိုယ်ပိုင်ဖုန်းတွေထုတ်ကိုယ်ပိုင် OS တွေသွင်းတာမျိုးတွေလုံးမဲ့အစားသူတို့အနေနဲ့က OH Open Handset Alliance ဆိုတဲ့အဖွဲ့ကြီးကိုဖွဲ့လိုက်တာပြီးတော့ကမ္ဘာပေါ်မှာရှိနေတဲ့ဖုန်း company တိုင်းကိုသူတို့ရဲ့ဒီ Android OS ကိုအလကားသုံးခွင့်ပေးလိုက်တယ်မင်းတို့ဖုန်းတွေမှာအလကားယူသုံးတာတွေပြီးရင်ပြင်သုံးတာတွေလုပ်လို့ရတယ်ဆိုပြီးတော့မှအလကားပေးလိုက်တာအဲ့ဒီချိန်တုန်းကဖုန်းလောကမှာအကောင့်ကြီးတွေဖြစ်တဲ့ Samsung, LG, Motorola လိုမျိုးဒီ brand တွေက Apple နဲ့ဘယ်လိုရှင်ရမလဲဆိုတာခေါင်းကိုက်နေတဲ့အချိန်အဲ့တော့ဒီအချိန်မှာ Google ကသူတို့ရဲ့အကောင့်ဆုံးလက်နက်ကိုအလကားချပေးလိုက်တာအဲ့တော့အကျိုးသက်အနေနဲ့ဘာဖြစ်လာလဲဆိုတော့ရှိသမျှဖုန်း company တိုင်းက Android OS ကိုထည့်ပြီးတော့မှသုံးလာကြတယ်ဟိုးရင်တော့တရဖူစောင်းခဲ့ကြတဲ့ Nokia ရဲ့ Symbian တို့ BlackBerry တို့ဆိုတာ Android ရဲ့အဟုန်ကိုလိုက်ပြီးမရှင်းနိုင်တော့ဒီသမိုင်းထဲမှာပဲကွယ်ပြောက်သွားရောဒါကတော့ကင်မရာတွေကိုထည့်ဖို့ကြံစီရဲ့အားနဲ့ကမ္ဘာအကြီးဆုံး OS အဖြစ်ပြောင်းလဲလာတဲ့ Android ရဲ့ဇာတ်လမ်းအဲ့တော့တစ်ခါလေကြာရင်စီစဉ်ထားတဲ့ plan တွေကကိုစီစဉ်ထားလို့မျိုးမဖြစ်လာတာမျိုးရှိတယ်Andy Rubin တို့ဆိုရင်ကင်မရာစည်းကွက်ပြက်နေတဲ့အချိန်မှာငါတို့တော့သွားပြီဘာမှရှေ့ဆက်လို့မရတော့ဘူးဆိုပြီးတော့မှဒီတိုင်းရက်နေလို့ရတယ်ဒါပေမဲ့သူတို့ဟာအချိန်တွေကလိုက်ရောညီတွေဆိုတာပြောင်းလဲခဲ့တယ်မှားနေတာကိုသိလိုက်တဲ့အချိန်ဥပမာပြောရရင် iPhone ထွက်လာတဲ့အချိန်မှာအစအနေပြန်စားဖို့ဝင်မလေးခဲ့ဘူးအင်အားတသေးလေးနဲ့စခဲ့တာမှန်ပေမဲ့မှန်ကန်တဲ့ပြုပြင်ပြောင်းလဲမှုတွေ open source ဆိုတဲ့ strategy နဲ့ဒီနေ့ခေတ်ဖုန်းလောကမှာဘယင်တစုဖြစ်လာတယ်အခုကြည့်နေတဲ့သူတွေရောဒီလိုမျိုးအလုံးမဖြစ်ခဲ့တဲ့ plan တွေကနေပြောင်းလဲပြုပြင်ကြရတဲ့အချိန်မျိုးတွေကြုံမှုကြလားဘယ်လိုမျိုးအခြေအနေမျိုးတွေဘယ်လိုမျိုးတွေပြောင်းလဲဖြတ်ကျော်ခဲ့လဲဆိုတာကိုခေါင်းမှာပြောသားပြီးပါ right ပါနောက်တဲ့စိတ်ဝင်စားအောင်တဲ့ view တွေနဲ့တူကြလာခဲ့ပါမယ်